ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီ Rainforest World Asia ပေါ့နော်အဲ့ဒီထဲကိုဝင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီထဲမှာပေါ့နော်ကြီးစိတ်ညာပဲဒီအငွေ့ရလေကြီးညာတောက်ခါထဲကနေထွက်နေတာပဲဖြစ်ပါတယ်အဝင်ကနေကျွန်တော်တို့ဒီကိုပတ်သွားမယ်ပေါ့နော်ပတ်သွားမယ်ကြောက်တုံးတွေကြားထဲကနေပြီးတော့သွားမယ်တော့ထဲဝင်မယ်တော့ထဲဒါတော့ကျွန်တော်ဒီအဝင်မှာပေါ့နော်ဒီအဝင်ကြောက်တောင်ပေါ့ကြောက်တောင်နဲ့ကြိုက်ထားတာဖြစ်ပါတယ်အော်ဒီမှာဒီကြောက်တုံးတွေနဲ့ရေကန်ပေါ့နော်ဒါမျိုးကလေတောင်ပေါ်မှာနေတော့ကဒီအထက်မှာငါးရှိရပေါ့နော်ငါးတွေဖမ်းကြတယ်ရီကူးကြတယ်အဲ့ဒါတောင်တရီရတယ်အရန်ကိုတောင်ပေါ်ဆန်တယ်ပေါ့နော်ဒီမှာစမ်းချောင်းထဲကကြောက်တုံးပေါ်မှာပေါ့နော်ကျွန်တော်ခဏအပန်းဖြေနေကြတာဖြစ်ပါတယ်ယေဒီမှာသူများတောင်တက်တာကိုအားကြပြီးတော့ကြည်နေတာတက်မယ်ပြောတာအကူကမတက်နဲ့တဲ့ငါသွီးတက်မှာတဲ့အဲ့ဒါကြောင့်တရားကြည်နေမိချောင်းပေါ့နော်ဟိုကပစက်ခနေတာကဲကြောက်တောင်ကိုဒီအပေါ်စီးကနေကြည့်အောင်နော်ဟုတ်ကဲ့ပါအပေါ်စီးကနေကြည့်အောင်ဟယ်လိုအရန်လှတယ်ပေါ့နော်နေမပူလားပူတော့ပူတယ်အခုကခေါင်းကိုက်နေပြီကြည့်လဲကြည့်ချင်တယ်လှလဲလှတယ်ဟောဒီအောက်ကိုလည်းပြောင်းကိုဒါတော့အောက်โอ้ဝမ်းမှာတောင်တက်နေကြတာဒီတဝိုင်းကိုတို့ကပတ်နေရပါတော့ဝိုင်းပတ်အခုကြားရှိတဲ့နေရာကိုတွားကြည့်မယ်နော်နည်းနည်းတော့ကြောက်တယ်ပေါ့နော်ဒါပေမဲ့တွားကြည့်မယ်တကားကိုနှစ်ထပ်ပေါ့နော်နှစ်ထပ်လှုပ်ထားရပေါ့နော်တို့ကလည်းလုံချုံအောင်ပေါ့နော်โอเคလာပါထပ်ဒါဒုတိယထပ်တကားနှစ်ထပ်နဲ့ပေါ့နော်အကူဒီမှာဟိုမှာလိတ်အကြီးကြီးပဲကျုံဟိုမှာပြက်ပါအောင်အကြီးကြီးပဲအမေလိတ်ကြီးပေါ့ကျောပေါ်မှာနံပါတ်နဲ့လိတ်မှာလည်းနံပါတ်တွေပါရှိရသိလားညီပူလို့ဟောဒီမှာကတ်နေတာပကြီကားလားလို့ဘယ်ဟုတ်မလဲတတိဒီပကြီထင်နေတာလှတယ်လှည့်လို့ရတယ်ရောအော်ဒီမှာပြာဒါအော်ဒါကဲကြားချန်တော့ရောက်ခါနီးပြီမာလာယန်တိုင်ကားတဲ့တတိထားတော့သွားရမယ်တတိထားနေပြီဟိုပါတော့ခွေးပေါ့နော်တော့ခွေးဖြစ်ပါလေခုကြားကြည့်မယ်နော်ကြားကြည့်ရအောင်ကြားရှိတဲ့နေရာသွားမယ်ဒီနေရာကိုလေဟွာတွေ့တာနဲ့စဉ်းစားမိတာလေဒီဝါတွေသူတို့ကားတဲ့ပုံစံဟွာလူရိုင်းကားကြည့်ပေါ့နော်သူတို့သွားတဲ့နေရာဝါတွေကားထားတဲ့နေရာလူရိုင်းသွားတဲ့နေရာနဲ့တူတယ်လို့မြင်တယ်ဒီမှာဝါနဲ့ကားထားတယ်ဒီမှာမြင်သားကြီးကျွန်တော်ကြည့်တယ်ဒီမှာလိုက်နေရဓာတ်ပုံရိုက်ချင်နေတော့ကြားချောင်းနေတာဆိုတာကြားချောင်းတော့မဟုတ်လူချောင်းနေတာလူကကြားလူချောင်းနေတာအော်ဟိုမှာတော့ဟိုဒီမှာလာတယ်ဟိုအကမ်စားတုံးစားရောမန်ဟောလာနေပြီ啊，
အိမ်တော့မပြန်သေးဘူးဆက်သွားမယ်ပတ်စံအများကြီးပေးထားတာ အကူကပြောတယ်ပိုက်ဆံနဲ့ကြိုက်အောင်ရှောက်လဲမဲတဲ့အဲ့ဒါကြောင့် ကဲဒီတစ်ခါတော့ကျွန်တော်တို့ဒီကြောက်ကူထဲကိုဝင်မယ်ကြောက်ကူထဲမှာဘာတွေရှိမလဲမသိဘူးပေါ့နော်စိတ်ဝင်စားစရာတွေဘာတွေရှိမလဲကြောက်ကူထဲကိုဝင်မယ်အေးစိတ်နေပဲနော် ဟုတ်တယ်အ အ ရင် ပြင်မှာနေတအားပူတော့လေဟိုဒီထဲရောက်လာတဲ့ချက်ချင်းပဲအေးစိတ်သွားတာပဲ ဒါကဘာအထက်ကိုကြည့် ဟောဒါဘာလဲအဲ့ဒါ လောမထဲမရင်လဲတဲ့ ဒီထဲဝင်တော့ဘယ်နေရာတတိယလဲဆိုတော့ကျွန်တော်တို့ဒီဟာလောင်းပေးသွားတော့ဟာလေအဲတော့ကကျွန်တော်တို့ဒီထုံးကြောက်ဆိုင်ကိုထဲဝင်တဲ့ဟာလေအဲ့ဒါတော့တတိယဒီလိုထိုင်လို့ကောင်းတယ် အေးစိတ်နေရပဲ အေး